ကဲဒါလေးကတော့ဗောနော်ကျွန်တော်တို့ကမိချင်အောင်ပို့ပေးရမယ့်အလုံးပါ Ryzen 5 5600 RAM 16GB storage က 1000GB graphic card က RTX 5050 8GB ပါမယ် Keysen ပါမယ် power supply ပါမယ် Keysen fan 3လုံးပါမယ်ပြောမှဆို system ဘုံတစ်ဘုံလုံးပါမယ်ဗောဗျာအဲ့ဒါလေးကိုစီးနှုန်း48သိန်း9400ကျပ်ပါကစမတော်များများကျွန်တော်တို့စီမီးကြတာကကျွန်တော်ဒီနေပို့ပေးလားဆိုကျွန်တော် TTN ရောင်းတဲ့ရောင်းအားမှန်တွေများထဲမှာတဝက်လောက်ကကျွန်တော်နေကိုပို့တာဗျအထူးသဖြင့်တချို့မန်းလေးနေပြီးတော့တောင်ကြီးကဆမ်မာနေဆိုလို့ရှိရင်ပို့ပေးလားစိတ်ချလားတော်တော်မီးတယ်ပေါ့နော်ကျွန်တော်အစိတ်အချဆုံးခီးကပြောမှဆိုလို့ရှိရင်နေပြီးတော့တောင်ကြီးမန်းလေးဒီခီးတွေကစိတ်အချဆုံးပဲဘာလို့ဆိုဒီခီးတွေကဒီနေ့ပို့ရင်မနေ့ပြန်ရောက်တယ်ဗျာတရက်ထဲကြာတယ်ဗျာလုံးဝစိတ်ချလက်ချမာလို့ရပါတယ်ဒါဆိုလို့ရှိရင်မိကြီးနာဗျာကျွန်တော်ပို့ရမှာမိကြီးနာဆိုလို့ရှိရင်ကျွန်တော်ဘယ်လောက်ကြာလဲဆိုတော့9ရက်တစ်ပတ်လောက်ကြာတယ်ခီးပေါ်မှာပေါ့ဗျာကျွန်တော် express gain နဲ့ပို့ပေးတာပေါ့နော်ဥပမာတာချီလေးတို့ပေါ့ဆိုလို့ရှိရင်3-4ရက်လောက်ကြာတယ်အဲ့တော့ဒီခီးတွေတောင်ကျွန်တော်ပို့နေကြပါဘာမှမဖြစ်ပါဘူးလုံးဝအာမခံနဲ့ပို့ပေးပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော် TTN Gaming PC ကကျွန်တော် delivery ပို့တဲ့ခါကြာလို့ရှိရင်သူ့ရဲ့ original ဘူးခွန်အပြင်ပေါ့နော်အခွန်အပြင်ကျွန်တော်ကနောက်ထပ် cut to ဘူးခွန်တစ်ခုထပ်ပေးထားပါတယ်ပြီးမှလွတ်တဲ့နေရာတွေကိုကျွန်တော်ကဒီလို purple sheet လေးတွေဒီလို A purple လေးတွေကိုကျွန်တော်ထပ်ပြီးတော့ထုတ်ပြီးပို့ပေးထားပါတယ်အဲ့တော့ကျွန်တော်စီကမာဘူးတဲ့လူတိုင်းသိပါတယ်ကျွန်တော်ရဲ့ထုတ်ဖို့မှုကတော့လုံးဝအကောင်းဆုံးဖြစ်စီရမယ်အဲ့တော့ကျွန်တော်အနေနဲ့ဘာလုပ်ပေးလဲဆိုတော့မိတ်ဆွေတို့အနေနဲ့ပေါ့နော်ဒီ Keysen ပုံးလေးကကျွန်တော်ကားကိတ်မှာတော့ထုတ်လိုက်တဲ့ချိန်ကြာလို့ရှိရင်တစ်ချက်စစ်ကြည့်လိုက်ပါ Keysen အဲ့ဒီသူ့ရဲ့ parking အခွန်ရဲ့နားမှာအနာစာရှိမရှိကွဲတာပြေးတာတွေရှိမရှိအဲ့ဒါတွေရှိတယ်ဆိုလို့အဲ့ဒါတွေမရှိဘူးဆိုလို့ရှိရင်ကျွန်တော်အိမ်ကိုတခါတည်းယူသွားလိုက်ပါအဲ့ဒါတွေမရှိဘဲနဲ့အထဲမှာမန်ကွဲနေတာမျိုးတို့အနာအထဲမှာ PC ကမကောင်းတာမျိုးဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ဆိုင်ကလျော်ပေးပါတယ်ဆိုင်ကလုံးဝအမခံပေးပါတယ်အကယ်လို့ဘူးခွန်မှာဟိုကပြေးနေတယ်ရွဲနေတယ်ပေါက်နေတယ်ဆိုလို့ရှိရင်တခါတည်းကားကိတ်ရှိမှ PC ဖောက်ပါအဲ့ဒါကားကိတ်နဲ့ရှင်းရလိမ့်မယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်စီမှာနောက်ဝင်ဆောင်မှုတစ်မျိုးရှိသေးပါတယ်အဲ့ဒါဘာလဲဆိုတော့ customer အနေနဲ့ဘာပဲဖြစ်ဖြစ် LAN key ပေါ်မှာရှိတဲ့ဟာတွေအကုန်လုံးတာဝန်ယူပေးရမယ်ဆိုလို့ရှိရင်ကျွန်တော်စီမှာအမခံကြေးဝယ်လို့ရပါတယ်အဲ့ဒါတော့ PC တန်ဖိုးရ900%ပေးလို့ရှိရင်ကျွန်တော်အမခံပေးပါတယ်အဲ့တော့ PC တန်ဖိုး900%ပေးလိုက်တာနဲ့ LAN ပေါ်မှာဖြစ်သည်များ KTN ကတာဝန်ယူပြီးရှင်းပေးပါမယ်အဲ့လိုအမခံလည်းရှိပါတယ်ဒါပေမဲ့အဲ့ဒီအာမခံဝယ်ဖို့တော့ကျွန်တော်အကြံမပေးပါဘူးဘာလို့ဆိုတော့တက်မဲ့900%ထပ်ကုန်နေမှာဆိုလို့ပါဘာကြောင့်လဲဆိုတော့ကျွန်တော် PC ပို့လာတာ10နှစ်လောက်ရှိတော့မယ်အဲ့တော့ဒီ10နှစ်တွင်းထဲမှာကျွန်တော်တို့ကလေကျွန်တော်ပို့လိုက်တဲ့ PC ကမန်ကွဲတယ်တို့မဟုတ် PC ပျောက်တယ်တို့မဟုတ်ကျွန်တော်ပေါ့နော်အထဲမှာကွဲနေတယ်ရွဲနေတယ်အဲ့ဒီ case တွေတခါမှမဖြစ်ဘူး10နှစ်ထဲမှာတော့ case မှမဖြစ်ဘူးเนาะလုံးဝစိတ်ချလက်ချမာလို့ရပါတယ်အဲ့ဒါလေးလာပြောပြတာပါအားလုံးပဲကျေးဇူးတင်ပါတယ်